ရန်ယူရန်ရောက်ရှိလာသောအခါအမဖြစ်သူကမင်းပါလာလို့တာလဲဟုမေးလိုက်သည်ရန်ရီရန်ကလည်းငါကနင်တို့စီလာခြင်းလုံးလို့လာတယ်ထင်နေတာလားဟုဆိုကာဂိုင်းချုပ်၏အမိတ်အယဆရာဖြစ်သူနှင့်အတူတပည့်များစွာကိုခေါ်ဆောင်၍လုံအမ်းမြို့သို့တွားရောက်ကမိစ္ဆာရဲစက်များကိုနှိမ်နင်းရမည်ဖြစ်ကြောင်းပြောပြခဲ့သည်ထို့အပြင်နင်တို့နှစ်ယောက်မြန်ပြင်ဆင်ထားကြဆရာနှင့်အတူတောင်အောက်ဆင်းပြီးမိစ္ဆာရဲစက်တွေကိုတွားနှိမ်နင်းရမယ်ဟုအတိပေးကထွက်ခွာသွားခဲ့သည်ရန်ယူရန်ထွက်သွားပြီးနောက်ညီမဖြစ်သူကအမလုံအမ်းမျိုးဆိုတဲ့နာမည်ကတိတ်ရင်းနှီးနေတယ်လို့ပဲ6ယောက်မြောက်ညီမလေးရဲ့ဇာတိမျိုးနဲ့တူတယ်ဟုရေရွတ်လိုက်သည်အမဖြစ်သူကလည်းဟုတ်တယ်အဲ့ဒါ6ယောက်မြောက်ညီမလေးရဲ့ဇာတိပဲငါတော့မေ့မလို့ဖြစ်သွားတယ်ဟုပြန်ဖြေသည်ထို့နောက်အချိန်ကာလကိုတွက်ချက်ကြည့်ရင်လုံအမ်းမျိုးရှိနေမြေဆန်း Secret Realm မှာပေါ်ထွက်နေလောက်ပြီဖြစ်ကြောင်းနဲ့ရှိဘဝတုန်းကလည်းချန်ရန်ဆိုသောလူနှင့်အတူလုံအမ်းမျိုးသို့တွားရောက်ကညီမလေးနဲ့ဆုံတွေ့ခဲ့ပြီးထို့နဲ့မြေစမ်းထဲသို့အတူဝင်ရောက်ခဲ့ကြကြောင်းပြန်လဲတတိယသွားကြသည်ညီမဖြစ်သူကလည်းအမငါလည်းတတိယလာပြီးရှေ့ဘဝကအဲ့ဒီနယ်မြေစမ်းထဲမှာကြင်ကြံရေးအထောက်အကူပြုပစ္စည်းတွေအများကြီးရခဲ့တာလေဒါဟာအခွင့်အရေးပဲဟုဝမ်းသာအားရပြောလိုက်သည်အမဖြစ်သူကလည်းထိုနယ်မြေစမ်းထဲတွင်ကြင်ကြံရေးပစ္စည်းများရှာဖွေနိုင်မည်ဖြစ်၍အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်းထောက်ခံခဲ့သည်ထို့နောက်ဇင်းတို့နှစ်ယောက်သည်ချီဝူကြီးနှင့်အတူတောင်အောက်သို့ဆင်းရန်အမြန်ပြင်ဆင်ကြတော့သည်ထို့နောက်ဂိုင်းချုပ်၏ဝေဟင်ပြန်တင်မောကြီးပေါ်ထွက်လာပြီးဂိုင်းချုပ်ဖြစ်သူကအကြီးအကဲများနှင့်တပည့်များတင်မောပေါ်တက်ကြပါဟုအမိန့်ပေးလိုက်သည်ထို့နောက်တပည့်များနှင့်အကြီးအကဲများတင်မောပေါ်သို့တက်သွားကြစဉ်ဂိုင်းချုပ်ကရှောင်းယွန်းတောင်ထုံးမှလူများကိုမူအရေးကြီးကိစ္စမှာကြားရန်ကြံခဲ့ခိုင်းလိုက်သည်ဂိုင်းချုပ်သည်ချန်ယွန်းနှင့်ကြောက်ချွမ်းတို့အားဒါကလိန်တုံးမန္တလစက္ကူနှစ်ရွက်ပဲအန်ရကြုံရင်အလိုလျောက်အလုံးလုံးမှာဖြစ်ပြီးရွံရန်အဆင့်ဆွားရှင်ရဲ့တိုက်ခိုက်မှဦးကိုတောင်ကာကွယ်ပေးနိုင်တယ်ဟုဆိုကပေးအပ်ခဲ့သည်အင်းတို့ကကျေးဇူးတင်စကားဆိုကြပြီးနောက်ဂိုင်းချုပ်ကမြင်းတို့အားတင်မောပေါ်သို့အရင်တက်ခိုင်းကဆရာဖြစ်သူနှင့်ပြောစရာရှိသေးကြောင်းဆိုလိုက်သည်ကြံရစ်ခဲ့သောဆရာဖြစ်သူကမင်းငါကိုတယောက်တည်းကြံခဲ့ခိုင်းတာမဆရာရှိလို့လားဟုမေးရဂိုင်းချုပ်အမျိုးသမီးကကိစ္စမရှိရင်ကြံခဲ့ခိုင်းလို့မရဘူးလားရှင်မဒီတစ်ခေါက်သွားရင်ရက်တော်ကြာမှပြန်လာရမှာငါမခွဲနိုင်လုံးလို့ပါဟုနှွဲဆိုလိုက်သည်ဆရာဖြစ်သူကကဲပါလုံအမ်းမျိုးကိစ္စပြီးရင်ပြန်လာမှာပါပဲဟုနှစ်သိမ့်လိုက်သည်ထို့နောက်ဂိုင်းချုပ်အမျိုးသမီးသည်ဆရာဖြစ်သူအားအနမ်းပေးခဲ့ပြီးတင်မောပေါ်တက်တော့လေစောစောပြန်လာခဲ့နော်ဟုမှာကြားကနှုတ်ဆက်လိုက်ပြီးတင်မောကြီးမှာစတင်ထွက်ခွာသွားခဲ့သည်တနေရာတွင်မူမိမလလေးတူသည်စမ်းချောင်းဘေးတွင်ငိုကြွေးနေပြီးဘာလို့ငါ့ကိုလိန်တာလဲငါတို့ကတိပြုထားကြတာလေငါစွန်ပင်ယူဟုံးမြက်ကိုရှာပေးရင်ငါခန္ဓာကိုယ်ထဲကပိုးကောင်ကိုထုတ်ပေးမယ်ဆိုဘာလို့ကတိဖြတ်တာလဲဟုဝမ်းနေပူဆွေးစွာရေရွတ်နေခဲ့သည်သူမသည်စိတ်ဆင်းပိုးကောင်၏ဘေးဒုက္ခမှလွတ်မြောက်ရန်မိတို့လှုပ်ဆောင်ရမည်ကိုမသိပဲပူဆွေးနေစဉ်လုံအမ်းမြို့ရှိနေမြေစမ်းပေါ်ထွက်လာမည့်အချိန်ကိုတတိယသွားခဲ့သည်ရှေ့ဘဝကထိုနေမြေစမ်းထဲတွင်ကြင်ကြံရေးအထောက်အကူပြုပစ္စည်းများစွာရှာဖွေတွေ့ဒီကဲ့သို့ဖြင့်ယခုဘဝတွင်လည်းတွားရောက်ပါကအကျိုးမြတ်ရရှိမည်ဟုမျှော်လင့်လိုက်သည်ထို့နောက်ခုတော့ငါ့ကိုကူညီမဲ့သူမရှိတော့ဘူးငါဘာသာပဲအားကိုးရတော့မယ်ခက်ခဲပေမဲ့စူးစမ်းကြည့်ရမယ်ဟုတနိဋ္ဌာန်ချကမတ်တက်ရက်လိုက်တော်သည်တင်မောပေါ်တွင်မူအမျိုးသားတဦးသည်ကောင်းကင်ကိုကြည်ရင်စနစ်ရဲ့ပြောကြားချက်အရအဲ့ဒီသစ္စာမရှိတဲ့မိစ္ဆာ6ကောင်လုံးပြန်လည်မွေးဖွားလာကြပြီးဒါကြောင့်ယခုဘဝမှာလော့ချင်းပေလည်းပြန်လည်မွေးဖွားလာခဲ့ပြီးဟုစဉ်းစားနေခဲ့သည်သူမသည်လုံအမ်းမြို့မှစောစီးစွာထွက်ခွာသွားပြီးမိစ္ဆာရဲစက်များ၏တိုက်ခိုက်မှုကိုရှောင်ရှားနိုင်ခဲ့မည်ဟုသူကတွေးတောခဲ့သည်ထို့အပြင်သူမ၏ပြင်းရည်သောအကျင့်ကြောင့်ယခုဘဝတွင်လည်းစူးစမ်းကျင့်ကြံမည်မဟုတ်ပဲမိစ္ဆာလမ်းစဉ်များကိုသာစမ်းသပ်လေ့လာနေမည်ဟုယူဆကလော့ချင်းပေမင်းမိစ္ဆာကျင့်ကြံသူဖြစ်သွားပြီးရင်နောက်ဆုံးမှာဘာဖြစ်သွားမလဲဆိုတာငါစောင့်ကြည့်ရတာပေါ့ဟုကျင်းဝလိုက်သည်ထိုအချိန်တွင်ညီမဖြစ်သူကအမကြည့်ပါဦးဟိုမှာချန်ရန်ဆိုတဲ့လှေကားတစ်ကအကောင်ပဲဟုညွှန်ပြလိုက်ရာအမဖြစ်သူကသူ့ကိုဂယုမဆိုင်နဲ့ငါတို့တင်မောအမီးပတ်သွားပြီးလေညင်းခံရအောင်ဟုခေါ်ဆောင်သွားခဲ့သည်လေညင်းခံရင်ညီမဖြစ်သူကလုံအမ်းမျိုးတွင်6ယောက်မြောက်ညီမလေးနှင့်ပြန်ဆုံနိုင်မလားဟုမေးမြန်းရာအမဖြစ်သူကနေမြေဆန်းအစ်စ်ပေါ်ပေါက်နေသဖြင့်ညီမလေးမှာဝင်ရောက်မည်မှာတေချာကြောင်းနှင့်ထိုနေရာတွင်ဆုံတွေ့နိုင်မည်ဟုပြန်ဖြေခဲ့သည်ညီမဖြစ်သူကဒါဆိုရတာပေါ့ငါတို့ညီမတွေပြန်ဆုံနိုင်ပြီးရှိဘဝတုန်းက6ယောက်မြောက်ညီမလေးကချန်ရန်ရဲ့အဆိုးဆုံးချုပ်ချယ်မှုကိုခံရပြီးခဏခဏအပြစ်ပေးခံရတာငါတို့တပည့်မှ6ယောက်ထဲမှာသူကအတနာစရာအတူအခါဆုံးပဲယခုဘဝမှာတော့သူချန်ရန်ကိုဆရာအဖြစ်ကိုးကွယ်တော့မှာမဟုတ်ဘူးဟုဆိုလိုက်သည်အမဖြစ်သူကလည်းထိုးထိုးဖြစ်သည်မှာကောင်းကြောင်းသူမသည်ရှိဘဝကလေးကကြင်ကြံခြင်းထက်စော့ကစားခြင်းကိုသာနှစ်သက်သူဖြစ်၍ချန်ရန်နှင့်ခွဲခွာလိုက်ပါကပုံမိုးပြောရှင်စွာနေထိုင်နိုင်မည်ဖြစ်ကြောင်းထောက်ခံပြောဆိုခဲ့သည်ထို့နောက်ချန်ရန်သည်လုံအမ်းမြို့သို့ရောက်ရှိလာခဲ့တော့သည်တစ်ဖက်တွင်မူမိစ္ဆာရုပ်တွင်ပြောင်းလဲနေသောမိမလလေးတူကငါရွရနဲ့အတူနေခွင့်ရယုံနဲ့ငါတို့အမြန်ဆုံးညီမကောင်းတွေဖြစ်လာနိုင်တယ်အဲ့အချိန်ကျရင်ငါလူပြန်မဖြစ်နိုင်စရာဘာအကြောင်းရှိမလဲဟုမျှော်လင့်ချက်ကြီးစွာဖြင့်ရေရွတ်နေခဲ့သည်ထိုစဉ်အမျိုးသားတူရောက်ရှိလာပြီးမိအိမ်ကိုကိုင်းရောက်ကဟစ်ငါနောက်လိုက်ခဲ့မင်းနေရမယ့်နေရာငါစီစဉ်ပေးမယ်ဟုခေါ်ဆောင်သွားခဲ့သည်အမျိုးသားသည်သူမအားဟောင်းနှံဆုပ်ပြတ်နေသောခွေးကေဟာခွေးအိမ်ရှိသို့ခေါ်ဆောင်သွားပြီးကဲရပြီးနောက်ဆိုမင်းဒီမာနေဟုပြောကာထွက်သွားခဲ့သည်ထိုအခါမိမလလေးသည်ဝမ်းထဲထိတ်လန့်စွာဖြင့်ရွရငါကနင်ခေါ်လာတဲ့ခွေးတစ်ကောင်ဖြစ်နေရင်တော့ငါကလူပါလို့နင့်ကိုငါအရင်ကအထင်ရှားပြောခဲ့တာပဲငါမိစ္ဆာရဲစက်အစ်စ်မဟုတ်ပါဘူးနင်ကအရင်ကတိတ်သဘောကောင်းတာလေအခုငါကလူမန်းတည့်ရက်နဲ့ဘာလို့ခွေးအိမ်မှာနေခိုင်းရတာလဲဟုငိုကြွေးလိုက်သည်တို့တော့သူမကစိတ်တဆဖြစ်ကမဟုတ်ဘူးရွေရန်ကအဲ့လိုလူမဟုတ်ပါဘူးသူကငါနဲ့မရင်းနှီးသေးလို့ဒီလိုမလေးမစားလုပ်တာပါနောက်ဆိုရင်းနှီးသွားရင်ငါတို့တိတ်အဆင်ပြေမှာပါအဲ့ဒီခါကျရင်ငါအခြေအနေတွေကောင်းလာပြီးငါကိုလူပြန်ဖြစ်အောင်လုပ်ပေးမှာပါဟုတ်တယ်ခွေးအိမ်မှာနေရတာခဏပါပဲဟုမိမိဘက်မှရေရွတ်ကနှစ်သိမ့်နေခဲ့သည်ထိုစဉ်အစေခံတဦးရောက်ရှိလာပြီးခွေးကွက်တစ်ခုကိုပစ်ချပေးကနင်ကတခင်မလေးခေါ်လာတဲ့ခွေးမလားရော့
ဒါနင့်ခွေးကွက်ပဲနောက်ဆိုနင့်ဘာသာတေချာတိန်းထားဒါကတခင်မလေးသုံးဘူးတဲ့ခြေဆေးကွက်ကိုနင့်အတွက်တီးတန့်ပေးလိုက်တာပျောက်သွားရင်နင့်အတွက်ခွက်ထက်ရှာရမှာဒုက္ခရောက်တဲ့စေတနာနားလဲပါငါသွားပြီးခဏနေရင်စားစရာလာပို့ပေးမယ်ဟုပြောဆိုသွားခဲ့သည်မိမလှလေးသည်ခွေးကွက်ကိုကြည့်ရင်ငါဒေါသမထွက်ရဘူးဒါတွေအလုံးကခဏပါပဲရွေးရမ်းနဲ့ရင်းနှီးသွားရင်ဆက်ဆံရေးကောင်းသွားရင်အရာရာအဆင်ပြေသွားမှာပါဟုစိတ်ကိုတင်းထားလိုက်တော့သည်